တဲထန်စွာရွာသွန်းနေတဲ့မိုးရေစက်တွေကြားမှာကျန်းစစ်ဖုံးတစ်ယောက်ဟောင်းနှွမ်းနေတဲ့လျှက်စစ်စကူရာလေးကိုအားကိုးပြီးလမ်းမပေါ်မှာရုန်းကန်နေရပါတယ်။ကောင်းကင်ကလျှက်စီးလက်တံတွေဟာသူ့ရဲ့နားထဲမှာတော့ကန်ဆိုးချင်းရဲ့အချက်ပေးတံတွေလိုပါပဲ။ဖုံးထဲက GPS ကလည်းလမ်းမနေပြီလို့စက်ရုပ်တံနဲ့ထက်တလဲလဲអော်နေတာကြောင့်စစ်ဖုံးရဲ့စိတ်တွေဟာပောက်ကွဲလူနီးပါးဖြစ်နေပါပြီ။သူပိုးရမဲ့အဝါရောင်ဘူးတွေကစက်သားစီပြန်ဟင်းဟာအချိန်တွေကြော်လွန်နေပြီမို့ဈေးဝယ်သူစီကနေဆဲဆိုတာနဲ့ကွန်ပလိန်တက်တာကိုခံရတော့မယ်ဆိုတာသူသိနေပါတယ်အချိန်နည်းနည်းလေးပဲနောက်ကျရင်တောင်ငါ့ကိုကြဲတပွင့်ပဲပေးကြမှာပါလားလို့သူတွေးရင်စိတ်ပြက်လက်ပြက်နဲ့မီးနီကိုဖျက်မောင်းလိုက်တဲ့အချိန်မှာတော့အလင်းရောင်စူးစူးတစ်ခုနဲ့အတူသူ့ရဲ့ကဘာကြီးဟာမှောင်အတိကျသွားပါတော့တယ်စစ်ဖုံးသတိပြန်ရလာတဲ့အခါမှာတော့သူ့ရှေ့မှာမြင်နေရတဲ့မြင်ကွင်းကထူးဆန်းလွန်းနေပါတယ်။ရှေးဟောင်းတရုတ်ပုံစံအဆောက်အုံတွေနဲ့ခင်မီတဲ့နီယွန်မီတောက်တွေရောပြန်းနေတဲ့မြို့ကြီးတစ်မြို့ပါသူဟာတေဆုံးသွားခဲ့ပြီဖြစ်ပေမဲ့ထူးဆန်းတာကသူ့ကိုယ်ပေါ်မှာဘာဒဏ်ရာမှမရှိပဲကျမ်းမာတန်ဆွမ်းနေတာပါပဲ။မှတ်ပုံတင်ဌာနကအရာရှိကသူ့ရဲ့ဖိုင်ကိုကြည့်ပြီးစနစ်ကမှားသွားတာပဲမင်းကတက်တန်းမစေ့သေးပဲရောက်လာတာကိုလို့အေးအေးဆေးဆေးပြောလိုက်ပါတယ်ဒါပေမဲ့လူပြည်ကသူ့ရဲ့ရုပ်အလောင်းကိုစေးရုံကအမှားယွင်းနဲ့မီးတင်ဂျိုလိုက်ပြီးဖြစ်လို့သူဟာလူပြည်ကိုပြန်သွားလို့မရတော့ပါဘူးစစ်ဖုံးတယောက်ကိုကန်ကြမာကိုချိန်ဆရင်းဝိညာဉ်မှတ်ပုံတင်ဖို့တန်းစီရတဲ့အခါမှာတော့သူ့ဘဝရဲ့အလှည့်ပြောင်းကြီးကစတင်ပါတော့တယ်မှတ်ပုံတင်ဌာနကဝန်ထမ်းမင်းကလေးဟာစစ်ဖုံးရဲ့နာမည်ကိုမြင်လိုက်တာနဲ့ထိုင်ရာကနေထခုံမတက်အံ့ဩသွားပါတယ်။သူမဟာစစ်ဖုံးနောက်ဆုံးပိုးခဲ့တဲ့အော်ရာကိုမှာယူခဲ့တဲ့သူဖြစ်နေလို့ပါ။အဲ့ဒီကြက်သားဟင်းကိုငါစောင့်နေတာတနာရီရှိပြီးဗိုက်စာလွန်းလို့ငါနောက်တစ်ခါထပ်သေးတော့မလို့ပဲလို့သူမကအော်ဟစ်ဆဲဆိုပါတော့တယ်။ဒါပေမဲ့စစ်ဖုံးရဲ့လေပင်ကဆွဲပြားလေးကိုမြင်လိုက်တဲ့အခါမှာတော့အားလုံးရဲ့သဘောထားတွေကချက်ချင်းပြောင်းလဲသွားပါတယ်။အဲ့ဒီဆွဲပြားဟာသူ့ဘိုးကျန်းထန်းရှိပေးခဲ့တဲ့အမွေပါဒီဆွဲပြားဟာမရေပြည်မှာတော့အမြင့်ဆုံးအာဏာပိုင်တွေတောင်ဒူးထောက်ရတဲ့နတ်ဆရာအမိန့်တော်ပြားဖြစ်နေပါတယ်။စစ်ဖုံးရဲ့အဖိုးဟာလူပြည်မှာတော့ဂျေးပေပေနဲ့အရက်သမားကြီးလိုနေခဲ့ပေမဲ့ငရဲပြည်မှာတော့ငွေဆက်ကူတန်ချိန်တောင်းချီပြီးလှူဒန်းခဲ့မှုတဲ့အပြင်ငရဲမင်းကြီးတွေတောင်အကျွေးတင်နေရတဲ့ပုံကိုကြီးဖြစ်နေပါတယ်။အခုတော့စစ်ဖုံးဟာဘာမှမရှိတဲ့အစားအသောက်ပို့သမားဘဝကနေငရဲပြည်ရဲ့အချမ်းသာဆုံးပုံကိုတစ်ယောက်ဖြစ်လာခဲ့ပါပြီ။သူဟာမြို့လေခေါင်ကအကောင်းဆုံးဇိမ်ခံတိုက်ခန်းကြီးမှာနေထိုင်ခွင့်ရပြီးသူ့ရဲ့ကတ်ထဲကိုလည်းသုံးမကုန်တဲ့ဝိညာဉ်ငွေပြားတွေရောက်ရှိလာပါတယ်။ဒါပေမဲ့သူဟာပြည့်ရည်နေမဲ့အစားသူရဲ့အလုံဟောင်းဖြစ်တဲ့အစားအသောက်ပို့တဲ့အလုပ်ကိုပဲအစစ်မြင့် VIP ဝန်ဆောင်မှုအဖြစ်ပြန်လည်လုပ်ကင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အခုဆိုရင်ကျန်းစစ်ဖုံးဟာဟောင်းနှွမ်းတဲ့စကူရာလေးအစားနီးပညာမြင့်ဝိညာဉ်ပြန်လွှားဆက်ကိုစီးနှင်းပြီးငရဲပြည်ရဲ့ကောင်းကင်ယံမှာပြန်တန်းနေပါပြီ။သူဝတ်ထားတဲ့အနက်ရောင်ဝတ်စုံဟာလည်းတာမန်မဟုတ်ပဲနတ်ဝိညာဉ်တွေရဲ့စွမ်းအားပါဝင်တဲ့အထူးဝတ်စုံပါသူဟာတာမန်ဝိညာဉ်တွေပို့ခွင့်မရတဲ့အစင်းမြင့်နတ်မင်းကြီးတွေဝိညာဉ်အရာရှိကြီးတွေရဲ့အော်ရာတွေကိုပဲတီးတန့်ပို့ဆောင်ပေးရပါတယ်ဘလောက်ပဲတန်းစီနေရတဲ့ဆိုင်ဖြစ်ပါစေစစ်ဖုံးရောက်သွားရင်တော့အားလုံးကလမ်းဖယ်ပေးရပြီးဦးစားပေးစနစ်နဲ့အော်ရာကိုရရှိပါတယ်အတိတ်ကနှိမ်ချခြင်းခံခဲ့ရတဲ့အစားအသောက်ပို့သမားလေးဟာအခုတော့ငရဲပြည်ရဲ့အော်ရာတွေကိုအချိန်မီပို့ဆောင်ပေးရင်းပြို့ဝှက်ဆန်းပြတဲ့စွန်စားခန်းတွေကိုစတင်ရင်ဆိုင်နေပါတော့တယ်